ဝရိယရှိသောလှဲမှုနှင့်အစီကံအကြောင်းမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်သုံးနေတော်မူစဉ်တရားအထုတ်သောယဟန်ငယ်တစ်ပါးသည်တရားမရအထမမြောက်နိုင်၍စိတ်ပြဝရိယလျှော့ရ၌လုံလဝရိယကိုမြည်သည့်အခါမှမလျှော့အပ်ကြောင်းရှိဘဝက၎င်းယဟန်ဤမလျှော့သောလုံလဝရိယကိုမှီ၍တတဝါတို့ချမ်းသာရဘူးကြောင့်ဖြင့်အောက်ပါအတိတ်ဆက်ကိုခေါ်တော်မူသည်လွန်လေပြီးသောအခါဗာရဏသီပြည်မှလှဲမှုကြီးတဦးသည်လှဲသား900နှစ်ကုန်သွယ်ရန်ကျယ်ဝန်းသောသေကနာရတစ်ခုကိုဖျက်၍လာရာလမ်းမလမ်းပြောက်သဖြင့်အစာရေစာကုန်ခန်းသည်နှင့်နွားတို့လူတို့မှပျက်စီးအံ့ဆဲဆဲရှိလာလေကုန်၏ထိုအခါလှဲမှုကြီးသည်ငါဝရိယလျှော့သောတတဝါတို့ပျက်စီးချေတော်မူဟုနေစာမြတ်ပေါက်သောနေရာတစ်ခုတွင်ရေရင်းတူးစေ၏ကျိုးစားတူးကြ၍အတောင်60ခန့်ရောက်သောအခါရေမတွေ့ရဘဲကြောက်ဖြာကြီးကိုတွေ့လေ၏ထိုအခါတူးသူငယ်သားတို့မှာအာရင်ကုန်ခန်းစိတ်ပြက်လက်ပြက်လက်လျှော့ကြကုန်၏လဲမှုကစိတ်မလျှော့သေးပဲကြောက်ဖြာနား၌နားကပ်၍နားထောင်သောရေတံကြားရလေကမိမိအစီခံငယ်အားအမောင်အခြားသူတို့စိတ်လျှော့ကြကုန်၏အမောင်စိတ်လျှော့လင်ခတ်သိမ်းသောငါတို့ပျက်စီးကြလက်တံဤတန်တူဖြင့်ကြောက်ဖြာကိုထုခွဲပါလောဝရိယ၏အကျိုးကိုငါမြင်၏ဟုဆို၏အစီခံသူငယ်လဲလဲမှု၏စကားကိုယူ၍ထုခွဲသောကြောက်ဖြာကွဲ၍များစွာသောရေတို့ကိုရရှိသုံးဆွဲချမ်းသာကြလေကုန်သည်လုံလဝရိယကိုမြည်သည့်အခါမှမလျှော့အပ်ချေယဟန်ငယ်လဲအားတက်၍တရားရလေ၏ဇက်ပေါင်းသောအစီခံသူငယ်သည်လုံလလျှော့သောယဟန်ဖြစ်လာသည်လဲကုန်သည်တို့သည်